Stan Y2K နက်ခရောတို့ဆိုရင်မြန်မာပရိသတ်နဲ့တော်တော်လေးရင်းနှီးနေကြပါပြီ။ကျော်သာဝင်းဖက်တက်ကိုရောက်ရှိပြီးကုညီကြသူတွေလေ့ကျင့်ဘော်တွေဖြစ်သိရှိနေကြတာပါ။အဲထက်က Stan ကတော့မင်္ဂလိဖိုက်တာမမမို့ကျော်ကြီးနဲ့တွဲပြီးကျော်ကြီးမမဖက်တက်လို့ချစ်စနိုးပြောကြလိမ့်ရှိပါတယ်။ Stan ဟာကစားနည်းသုံးမျိုးစလုံးမှာချန်ပီယံဖြစ်ခဲ့ဘူးပြီးခပတ်၄ခုရရှိခဲ့ဘူးသူပါ။2023နောက်ပိုင်းပွဲစဉ်ဝေးကွာခဲ့ပြီးမနစ်က2025မှာတပွဲထိုးခဲ့ကဒီနှစ်2026တွင်အခုပွဲကပွဲဥအတွက်ဖြစ်ပါတယ်။ဝမ်မှာသူမဟာပွဲပေါင်း19ပွဲထိုးထားပြီး14ပွဲနိုင်5ပွဲရှုံးရလက်ကိုရရှိထားသူဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက်စတန်ဖက်တက်ထိုးသက်ခဲ့တဲ့ပွဲစဉ်တွေနဲ့ရရှိခဲ့တဲ့ချန်ပီယံကပတ်များနဲ့ပတ်သက်ပြီးသမိုင်းမှတ်တိုင်များကိုအနှစ်ချုပ်ဖော်ပြပေးလိုက်ပါတယ်။စတန်ဖက်တက်ဟာဝမ်ချန်ပီယံရှစ်သမိုင်းတွင်အာကစားနည်း3ခုစလုံးမှာကပတ်ချန်ပီယံဖြစ်ခွင့်ရခဲ့တဲ့ပထမဆုံးသော3 Sport World Champion ကစားသမားအဖြစ်မှတ်တမ်းဝင်ထားသူဖြစ်ပါတယ်။ကစားနည်း3မျိုးဆိုတာကကစ်ဘောက်ဆင်၊မွေထိုင်းနဲ့ MMA 3ခုဖြစ်ပါတယ်။ကပတ်4ခုကတော့1 Atomweight Kickboxing World Champion, 1 Atomweight Muay Thai World Champion, 1 Woman Atomweight World Grand Prix Champion 2021, 1 Woman Atomweight MMA World Champion တို့ဖြစ်ပါတယ်။ကစားနည်း3မျိုးနဲ့ကပတ်အကြောင်းကိုဆက်လက်ဖော်ပြပေးပါရစေ။နံပါတ်1 Kickboxing Stan ဟာ1 Championship မှာစတင်ကစားခဲ့တာကKickboxing အားကစားနည်းဖြစ်ပါတယ်။2018ခုနှစ်ကတရုတ်ဖိုက်တာခိုင်တင်ချွမ်းကိုဒိုင်ပွဲဖြတ်အဆုံးဖြတ်ဖြစ်အနိုင်ယူက1 Atomweight Kickboxing Champion ကပတ်ကိုစတင်စုခုခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းမှာ American Fighter Genetor ကို2020 ဖေဖော်ဝါရီလ28ရက်နေ့ King of the Jungle ပွဲစဉ်မှာရှုံးနိမ့်ခဲ့ပြီးအဲ့ဒီကပတ်ကိုလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။နံပါတ်2မွေထိုင်း Kickboxing Champion ဖြစ်လာပြီးနောက်2019ခုနှစ်မှာ Genetor နဲ့မွေထိုင်းစီးမြင့်ဖြင့်ထိုးသက်ကဒိုင်ပွဲဖြတ်အဆုံးဖြတ်ဖြင့်ထပ်မံအနိုင်ရရှိခဲ့ပြီး1 Atomweight မွေထိုင်းချန်ပီယံကပတ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။အပေါ်မှာပြောခဲ့တဲ့အတိုင်းGenetor ကို2020မှာKickboxingနည်းနဲ့ရှုံးနိမ့်ခဲ့ပြီးKickboxingကပတ်ပေးခဲ့ရတာပါ။မွေထိုင်းကပတ်ကိုယူပြီးKickboxingကပတ်ပေးလိုက်ရတာဖြစ်ပါတယ်။မွေထိုင်းကပတ်ကာကွယ်ပွဲအချို့အောင်မြင်စွာထိုးသတ်နိုင်ခဲ့ပေမဲ့2020ဩဂတ်လမှာဘရာဇီးဖိုက်တာအလီရှာဟဲလန်ကိုရှုံးနိမ့်ကမွေထိုင်းချန်ပီယံကပတ်ကိုပေးရခဲ့ရပါတယ်။နံပါတ်3ကိုကန်ပြည်နယ်တိုင်းပေါင်းစုံ MMA မွေထိုင်းနဲ့Kickboxingလောကမှာအောင်မြင်မှုတွေရှုံးနိမ့်မှုတွေရရှိပြီးနောက်စတန်ဟာ MMA ဘက်သို့အပြည့်အဝအယုံဆိုင်ကူးပြောင်းခဲ့ပါတယ်။2021ခုနှစ်အတွင်းကျင်းပခဲ့တဲ့1 Woman Atomweight World Grand Prix ပြိုင်ပွဲကြီးမှာဗိုလ်လုပွဲထိတက်လှမ်းနိုင်ခဲ့ပြီးအိန္ဒိယဖိုက်တာရီတူဖိုကတ်ကိုဒုတိယချီတွင်လက်မောင်းချုပ်ကွက်နဲ့အနိုင်ယူက Grand Prix Champion ဖြစ်လာခဲ့ပါတယ်။ဒီကပတ်က MMA ကပတ်ချန်ပီယံဖြစ်သူအင်ဂျလာလီကိုစိန်ခေါ်ခွင့်ရမယ့်သူကိုရှာဖွေဖို့ကျင်းပတဲ့ Grand Prix ပတ်လေပြိုင်ပွဲကြီးမှာဘူဆွဲလို့ရရှိခဲ့တဲ့ငွေရောင်ကပတ် Silver Belt ဖြစ်ပါတယ်။ချန်ပီယံကပတ်မဟုတ်ပါအင်ဂျလာလီနဲ့ထိုးတော့ရှုံးပြီးချန်ပီယံမဖြစ်ခဲ့တာပါ။သို့ပေမဲ့ကန်ဂျမာကစတန်ဘက်မှာရှိခဲ့ပါတယ်။အင်ဂျလာလီကသူမရဲ့ညီမဖြစ်သူဆယ်ကျော်သက်ဖိုက်တာဗီတိုလီယာလီကွယ်လွန်ပြီးနောက်2023ခုနှစ်ထဲမှာသူမဟာအားကစားလောကမှာတရားဝင်အနားယူကြောင်းကြေညာလိုက်လို့ချန်ပီယံလစ်လက်ခဲ့ရပါတယ်။2023စက်တင်ဘာ30မှာလစ်လက်နေသော1 Woman Atomweight MMA ကပတ်ချန်ပီယံကပတ်အတွက်1 Fight Night 14ပွဲမှာတောင်ကိုရီးယားဝိုင်းရင်ဖိုက်တာဟန်ဆိုဟီနဲ့ထိုးသက်ခဲ့ပြီးတတိယချီတွင်အလဲထိုး TK ကိုဖြစ်အနိုင်ယူက MMA ချန်ပီယံဖြစ်ခဲ့ပါတယ်။ဝမ်မှာသမိုင်းဝင်တတိယမြောက်အားကစားနည်းနဲ့ကပတ်ချန်ပီယံကပတ်ကိုရရှိခဲ့တာပါ။အနောက်ပိုင်းပြင်းထန်တဲ့ဒုတိယမီနီစကာတီယာကြောင့်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနလန်ထူဖို့ကြံ့ကြာနေလို့နောက်ထပ်စိန်ခေါ်သူများကိုအခွင့်အရေးမဆုံးရှုံးသေးရန်ရည်ရွယ်ပြီးသူမရဲ့ချန်ပီယံကပတ်ကိုတရားဝင်ဆွန့်လွတ်ခဲ့ရပါတယ်။အင်ဂျလာလီရောစတန်ရောဒီကပတ်ကိုရှုံးလို့ဆွန့်လွတ်ခံရတာမဟုတ်ပါဒီလိုနဲ့တိုက်ခိုက်ရေးလောကကနေအတော်ဝေးကွာခဲ့ပြီးဒဏ်ရာသက်သာလာပြီးနောက်2025ခုနှစ်တွင်ဂျပန်သူကာနာနဲ့ဂျပန်မှာKickboxingပွဲသွားထိုးရမှာအမှတ်နဲ့ရှုံးခဲ့ပါတယ်စကားမဆက်ပြောရရင်ကာနာဟာမကြသေးခင်2026ခုနှစ်မေလကမြန်မာဖိုက်တာဘရိုနီကာကိုရှုံးနိမ့်ထားပါတယ်စတန်ဟာဖက်တက်မှာတောက်လျှောက်လေ့ကျင့်နေခဲ့တာဖြစ်ပြီးမြန်မာဖိုက်တာကျော်သာဝင်းဖက်တက်ကိုရောက်ရှိလာပြီးနောက်ပိုင်းသူမကိုမြန်မာပရိသတ်တွေပိုပြီးရင်းနှီးကျွမ်းဝင်လာကြပါတယ်အခုလာမယ့်ဇွန်လ26ရက်နေ့မှာသူမရဲ့ပွဲလာပါတော့မယ်။ဝမ်က One Friday Night မတိုင်ခင်ပူးတွဲကျင်းပလာတဲ့ One The Inner Cycle 20မှာသူမပါဝင်လာပါတယ်။ One Friday Fight ရဲ့အမှတ်စဉ်က160ဖြစ်ပြီး One The Inner Cycle အမှတ်စဉ်က20ရှိပါပြီ။အခုထိုးမှာကတော့မွေထိုင်းနီးစနစ်နဲ့ဖြစ်ပြီးအတန်ဝိတ်မှာမက္ကဆီကိုနိုင်ငံကိုစားပြုဖိုက်တာစင်သီယာဖလော်ရက်နဲ့ထိုးရမှာဖြစ်ပါတယ်။